ကိုယ့်ရဲ့မန်မာနာကိုကမချိုးနိုင်ဘူးဆိုရင်လောကကြီးကကိုယ့်အစာလာပြီးချိုးနိုင်ပေးလိမ့်မယ်ဆိုတဲ့စာကြောင်းလေးကိုကျွန်တော်ဆရာရေးရှက်တည်ရဲ့စာအုပ်ထဲမှာကျွန်တော်တွေးလိုက်မိတဲ့အခါမှာအရန်ကိုသဘောကျမိတီစာသားလေးကအရန်ကိုလေးနက်ပါတယ်ကျွန်တော်ကိုယ်တိုင်လဲဘဝမှာသင်ခန်းစာအကြီးကျယ်ရခဲ့တဲ့အချိန်လေးအရန်ကိုအထိနာစရာဖြစ်ခဲ့တဲ့အချိန်လေးကိုပြန်ပြီးစဉ်းစားလိုက်တဲ့အခါမှာအဲ့ဒီ ego ဆိုတဲ့အတ္တမာနာကိုပလေးသွားလို့ခံလိုက်ရတာတွေအများကြီးရှိတယ်ဆိုတာကိုပြန်ပြီးမြင်လာကျွန်တော်တို့အတိနဲ့တတိလွတ်ပြီးတော့မာနထောင်လာပြီး ego တစ်ထောင်ဖြစ်လာပြီးဆိုရင်ကျွန်တော်တို့သိမကြဘူးအထိနာစရာတွေနာရတဲ့အရာတွေအကြောင်းအရာတွေတစ်ခုမဟုတ်တစ်ခုကျွန်တော်တို့ကြုံလာရတယ်ကျွန်တော်တို့ကိုယ့်ရဲ့အတ္တတွေမာနတွေ ego တွေကလာပြီးစက်စရာဝင်လောက်တဲ့အခါမှာကျွန်တော်တို့အတိတတိကပ်ပြီးတော့မှအေးလိုego ကိုအနိုင်ယူမလားဒါမှမဟုတ်ရင်အထိနာစရာတွေကြုံလာပြီးတော့မှမပြောင်းမဖြစ်ပြောင်းကိုပြောင်းရတော့မယ်ဆိုတဲ့အခြေအနေမျိုးကြုံပြီးတော့မှလက်ကျန်ကုခံမလားဆိုတာတော့ကိုယ်တိုင်ရွေးချယ်ရပါလိမ့်မယ်ကျွန်တော်တို့ကိုယ့်ရဲ့အတ္တတွေမာနတွေကိုကိုယ်ဘာသာမထိန်းနိုင်ဘူးဆိုရင်တေးချတယ်လောကကြီးကကိုယ်အဲ့ဒီအတ္တမာနတွေကိုတတိအတိကပ်ပြီးတော့မှမထိန်းအောင်ထိန်းရမယ်အခြေအနေမျိုးရောက်အောင်သုံးပို့ပေးပါလိမ့်မယ်ကျွန်တော်တို့ကိုယ့်ရဲ့ ego ကိုမထိန်းနိုင်ဘူးဆိုရင်ဆုံးရှုံးနစ်နာစရာတွေအထိနာစရာတွေကြုံရတဲ့အပြင်အခြေအနေအကြောင်းတရားတွေရဲ့ရိုက်ခတ်မှုကိုပါခံရတော့မယ်ဆိုရင်တော့ကျွန်တော်တို့မိအေနခနာဖြစ်ရပါလိမ့်မယ်ကျွန်တော်တို့မာနကိုကျွန်တော်တို့ရဲ့အဲ့ဒီ ego ကိုနိုင်ခြင်းနဲ့ထိန်းချောင်းခြင်းနဲ့ဆိုရင်ကျွန်တော်အတိတတိကခြင်းကတာလေးကျွန်တော်တို့ကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုသုံးပို့ပေးနိုင်ပါလိမ့်မယ်မိတ်ဆွေအနေနဲ့ရောကိုယ့်ရဲ့ ego ကကိုယ်ပြန်ပလေးသွားပြီးတော့မှသင်ခန်းစာရခဲ့တဲ့အချိန်ကြီးကြုံခဲ့ဘူးလားမိတ်ဆွေအနေနဲ့ ego ပလေးတာခံရပြီးဘဝမှာရခဲ့တဲ့အကြီးမားဆုံးသင်ခန်းစာတစ်ခုကိုပြောပါဆိုရင်ဘာများဖြစ်မလဲအဲ့ဒါကို comment မှာမျှဝေခဲ့ပေးပါအောင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါ